မင်္ဂလာပါရှင်ဆရာမတော့အင်္ဂါဝိဇာနေတိုက်တက်ဆင်ဆရာမထက်ရည်အောင်မေးဖြစ်ပါတယ်ဆရာမယခုဝင်ညပေးမယ့်ဗီဒီယိုဖိုင်လေးကတော့ဆရာမရဲ့မိတ်ဆွေပရိသတ်များဆရာမကိုအမြဲတမ်းတောင်းကြတယ်ပေါ့တော့ရတရားလေးပေါ့တော့အဲ့ဒါဘာလဲဆိုနိုင်ငံခြားကိုသွားမှာမို့အခက်အခဲမရှိရောက်ချင်တာနိုင်ငံခြားကိုရောက်သွားတဲ့သူတွေကလည်းယာဒူးလေးကောင်းချင်တာလစာလေးကောင်းချင်တာနောက်ပြီးတော့အလုတ်ကိုင်းလေးတွေရချင်တာအလုတ်လေးတွေကြံ့ကြာနေတာကိုအခက်အခဲမရှိအလုတ်လေးရချင်တယ်တို့အခုဆိုရင်ကြီးတွဲလေးတွေဖြေဆိုတော့မှကြီးတွဲလေးတွေအောင်ချင်လို့ကြီးတွဲဆောင်မှုဘက်မှာအနေရကင်းကြမ်းမာလေးနဲ့အခက်အခဲမရှိဖြည့်ဆို့နိုင်အောင်လို့ဆာမစီကိုရေရရာလေးတွေတောင်းကြတယ်ပေါ့နော်ကိုယ်တိုင်ပြုလို့ရတဲ့ရေရရာလေးတွေကိုလည်းဆရာမကဝေမျှပေးနေကြပါဆရာမကိုရေရရာလေးနဲ့အပ်တယ်ဆိုရင်လည်းဆရာမတေချာစီမံပြုလုပ်ပေးနေကြပါအဲ့တော့အခုပြောချင်တာကဆရာမအခုဒီဗီဒီယိုဖိုင်လေးမှာဆာမရုပ်ဖတ်ပူဇော်ရမယ့်ဂါထာလေးကိုတင်ပေးထားတယ်ပေါ့နော်ဒီဂါထာလေးကိုမိတ္တူလေးကူစာရွက်လေးနဲ့ချရေးပြီးသွားပြီဆိုရင်မိတ္တူလေးကူပြီးတော့မိမိတို့သွားမဲ့ဖြည့်ဆိုမဲ့နေရာကိုအဆောင်ဖြစ်လဲဆောင်သွားလို့ရတယ်နောက်တစ်ခုရှိတာကကိုမသွားခင်လေးမှာအင်တာဗျူးမဖြေခင်ဆောင်းဝဲသွားမဖြေခင်နိုင်ငံခြားမသွားခင်အလုပ်သွားမလျှောက်ခင်မှာဒီဂါထာလေးကို28ခေါက်လေးအိမ်ကနေမထွက်ခင်မိမိနေရာကနေမထွက်ခင်လေးကိုရုပ်ဖတ်ပူဇော်သွားခြင်းဖြင့်အခက်ခဲမရှိအောင်မြင်စွာဖြင့်ဖြည့်ဆိုနိုင်ပါလိမ့်မယ်ဆိုတာကိုဆရာမကစေတနာနဲ့ဝေမျှပေးလိုက်ပါတယ်နော်ဆရာမယခုတင်တဲ့ဗီဒီယိုဖိုင်လေးကိုအဆုံးထိကြည့်ရှုအားပေးသွားကြတော့ဆရာမရဲ့မိတ်ဆွေပရိသတ်များအကျိုးရှိလိမ့်မယ်လို့မျှော်လင့်ပါတယ်စိတ်ဤချမ်းသာခြင်းကိုယ်ဤချမ်းသာခြင်းနဲ့ပြည့်စုံနိုင်ကြပါစေအနေရဘေးဒုက္ခမှကင်းလွတ်နိုင်ပြီးတော့ရည်ရွယ်ချက်ပန်းတိုင်ကိုအောင်မြင်စွာတက်လှမ်းနိုင်သောအမျိုးကောင်းသမီးအမျိုးကောင်းသားများဖြစ်ကြပါစေလို့ဆုမွန်ကောင်းတောင်းရင်းနဲ့နှုတ်ခွန်းဆက်ပါရစေရှင်